Roblox လို့ပြောလိုက်ရင်ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေက Squid Game ဒါမှမဟုတ် hit anime နာဗီတို့ကို inspire ယူထားတဲ့ RPG game Block or we video ဆိုင်ရာ game တွေပါဗါတဲ့ Go and we direct ကြအများပေါ့ so ကျွန်တော်ဒီ video မှာပေါ့တကယ်ကောင်းတဲ့တကယ်ဆန်းစောကြီးတဲ့ short ပြောရဲ့ Roblox game တွေကိုပြောပြလာတာဖြစ်ပါတယ်ဒီမှာပါတဲ့ game တွေကကျွန်တော် personally enjoy ဖြစ်တဲ့ game တွေဖြစ်တဲ့အတွက်face လည်းမပါဘူးဒီမှာဆိုလည်းမပါဘူးဒီမှာဆိုက Roblox ရဲ့ကောင်းဆုံး RPG game လို့အဲ့လိုမျိုးလာမပြောပါနဲ့ကျွန်တော်ဖက်လို့မမှုပါဘူး so let's get started okay ပထမဆုံးပြောမယ့် game ကတော့မြန်မာပြည်သူဒီသားတွေအတဲဆွဲ H ရဲ့ anime တစ်ခုကို inspire ထားတဲ့ Devil Lake no ဘယ် anime မှာ inspire လုပ်ထားမှာကျွန်တော်လိမ့်Devil Lake ကဒါဆို game တွေကို inspire ယူထားတဲ့ RPG ဆက်ဆော့ရတဲ့ game မျိုးအခြားဘူးပြီးတော့ RPG တွေနဲ့ရှင်ရင် graphic ကလည်းတော်တော်မိုက်တယ်ကိုမကလည်း smooth ဖြစ်တယ် story ကတော့တရားဝတ်တော့ Isekai anime လိုပဲဘောလာတော့ပေါ့ player က track ကတိုက်ခင်ရတာဖြစ်ပါတယ်အဲ့ပြီးတော့ Isekai ခင်ရပြီကိုလည်းမဆိုင်တဲ့ဒီ world ကြီးကိုရောက်လာတယ်ပေါ့ဗျာ Hey you finally away အဲ့ပါပဲကျွန်တော်ဆက်ပြီးတော့မဖတ်လာဘူး This thing is trash ဘောလာ game ဖြစ်တဲ့အတွက် of course Dark Souls လိုပဲဘောလာတွေနဲ့အတူ boss တွေဝိုင်းရိုက်လို့ရတယ်border တို့လိုတငယ်ချင်းလည်းမရှိစော်လည်းမရှိတဲ့တဝဲသမားရဲ့ဆိုလေစိတ်မပူပါနဲ့ပျော်ပျော်ကြီးဆောက်လို့ရပါတယ်ဘာလို့ဒီကိန်းထဲမှာကိုယ့်နဲ့နေအများကြီးပဲကိုယ်မှရေးစားမရှိတာတော့မိသွားရင်မိသွားမှာဘာလို့လဲဆိုတော့ဒီကိန်းမှာက Dark Souls Inspire ဆိုတဲ့ဂိမ်းတိုင်းပဲလေကိန်းမှာတက်လို့ရမယ့်အကောင့်တွေကို second move ရမှာလာချထားပေးတာလို့ fucking ဘိုးအားနဲ့ကဲ့ရမှာအဲ့ဒီ explorer ကြီးလာထားပါလို့ like how the fuck am I supposed to focus so game တွေလို့ခဏမှစောကြည့်နေဆိုရင်တော့ဒီ game ကိုစမ်းပြောစောကြည့်တင်ပါလေဘောလာတို့ fighting game ကိုကြိုက်လားမောင်ဂျူဂျူစုနဲ့မိုက်ကန်ဆိုင်ကိုကြိုက်လားအဲ့ဒါဆိုရင်အခုပြောပြမယ့် game ကိုအကြိုက်တွေ့ကြမှာပါဂျူဂျူရှိနီကန်ဖေးလို့ရှာပါလိုက်တယ် GGS လို့ပဲခေါ်တော့ GGS ကတော့ထိုင်ရိုင်တို့ Street Fighter တို့လို့ oh wait အမနီဆောက်ခါPS2 Naruto လို့ typical fighting game ပဲဒါပေမဲ့သူက 10% ပြီးတော့ FIFA ဆိုတော့စောစောမပြည့်တဲ့ကိစ္စတွေဖြစ်နိုင်တဲ့ game မျိုးဥပမာဘောလာတို့က fan white တစ်ကောင်ကိုကုံမိုတွေကျွေးနေတော့ဘိုးကဒဝင်းကောက်ဖိနဲ့အချိန်ဘေကနေ hollow ပေါ်မှာထုခံလိုက်ရတာဆို freaking Ogobi ခမ်းနဲ့မိုရာကကြီးဘိုင်ဝါဆိုင်နေ memory device တွေရတဲ့မိုရာကဆိုင်လိုက်ကြည့်တာကိုသစ္စာပါလို့ဝိုင်းရိုက်ကြတာတို့တကယ်လောဘောထုံမီခိုင်ဆန်းအတိုင်းပဲ chaos တွေ random shit တွေနဲ့စော့ပြတဲ့ game မျိုးကျွန်တော်မှမနဲ့ကောင်း game မစော့တတ်တာကိုကဲဟုတ်လားအဲ့တော့လည်းမပူပါနဲ့ဟောဒီမှာကျွန်တော်ကိုယ်တိုင်လောက်ထားတဲ့ beginner တွေအတွက် guide ဖို့ရှိရဖတ်ပြမယ် step 1ကိုကြတဲ့ character ကိုအရေးပေးကိုကြဖြစ်ဖြစ်မိုင်းဖြစ်ဖြစ်ကိုဖြစ်ဖြစ်ကြိုက်တာလား step 2ကိုပေးတဲ့ character နဲ့ပတ်သက်တဲ့ tips တွေကွန်မွန်တွေကိုYouTube မှာရှာပြီးအဲ့ကရင်မျိုးတဲ့ code gate တွေလုပ်ပြတဲ့အတိုင်းလိုက်လုပ်လိုက် step 3စောစောက code gate တွေလုပ်ပြတဲ့အတိုင်းလိုက်ပြီးတော့ train step 4ကိုဗစ်ဖြစ်ပြီဆိုရင်ကျန်တာ muscle memory တွေကိုပဲပုံရလိုက်တော့ခက်စင်းတွေလိုတာကိုထိုက်ကြည့်လိုက်တော့ that's how to play Mojujutsu also protect ဆိုတဲ့နည်းနည်း protect တော့မဟုတ်ပါဘူးဒါပေမဲ့နည်းနည်း personal ဒီလိုတွင်းနေလေးကျန်မှာပတ်ပြီးတဲ့ကောင်တွေတွေ့ရင် live ဖမ်းမိတာကြောလုံးဝလုံးမပြီးနဲ့ဒီထဲမှာမမိရအပြင်မှာပါ Elisa Dogs ပြီးတော့အိမ်တိုင်ရောက်ပြန်ပြီးတော့နောက်ထပ် GGS ကိုအခြားRoblox Battleground Games တွေ unique ဖြစ်နေတဲ့အကြောင်းရင်းက Custom Server တွေနဲ့ favorite mode တွေပဲကိုယ်တိုင်ပေးထားတဲ့ map တွေပြီးတော့ custom move set တွေရောလုပ်လို့ရတယ် and of course ဘောလာတွေနဲ့လည်းဘိုင်ဝမ်ကျုံလို့ရတယ်ဘောလာတွေမရှိရင်လည်း public ကလူတွေနဲ့ကျုံလို့ရပေါ့အ public ကကောင်တွေချုံးမပြီးဘောလာတွေနဲ့ပေါင်းပြီးတော့အကောင်ကိုဝိုင်းရိုက်တကယ်လို့ကိုဘောလာချုံးမပြီး public ကကောင်တွေနဲ့ပေါင်းပြီးတော့အကောင်ဝိုင်းရိုက်ဘာကြီးမာနအနိုင်ကြီးရကြတယ်နဲပဲအကောင်ကိုရဖို့အရေးကြီးတယ် That is the true art of Jujutsu Japan game mode တွေလည်းရှိရယ်နေကိတ်ကတော့ဒီ free for all ဒါပေမဲ့ဘောလာကရေချုံလုံးရှို့အပြင်မထွက်တဲ့ sweat game မှာဆိုလဲ red game mode ရှိရယ်ညီညမှာရေရောက်ချိုးပါဟာ TF2 တို့ game mode တို့လို chaos ဖြစ်ပြီးရေရတာကြိုက်ရဆိုရောဒီကောင်ကိုဆက်ပြီးတော့စောကြည့်တင်ပါလေဒီလိုစိတ်ကိုရည်ကြည့်ဆိုပြီး apocalypse ဒါမဲ့1900ရှိမှာ yeah
Get and Black Powder GMB Bob GMB က Left for Dead တို့ Black for Blood တို့လို့ Wait what the fuck play Black for Blood Zombie Survivor game ပဲ AKG နဲ့ Zombie တွေကိုပြရမယ်အစားဒီမှာကတခါကြီးဖြစ်ပြီး7မိနစ်လောက်ကြာတဲ့ Musket တက်လက်နဲ့ဓာတ်တစ်ချောင်းပဲရမယ် Yeah ပျော်ဖို့ကောင်းပြီလောကတော့နေဒါလည်းလောမဖတ်ထားဘူး Wait let me cook 19ရာစုနပိုလီယန်စစ်ပွဲဖြစ်နေတဲ့အချိန် Battle of Leipzig ပေါ့အဲ့လေဝါပီတန် HR မဲတယောက်စားစရာမရှိလို့တွေ့ရချက်ကိုဖုတ်စားလိုက်ရချက်ကဆိုပြီးဘာပဲပါနေပြီကဲဘလက်ဖောင်တာဖြစ်လာတယ် Absolute fucking shit Moscow ကရလို့စိတ်မင်းပါနဲ့အခြား class တွေလည်းရှိပါသေးတယ်ပုံစံကောင်းဖို့လို့ရတယ် Blender Boss ကနေ Seaman အဘေကအမွေပေးတော့လို့အရာရှိဖြစ်နေမှာဘာမှမတက်တဲ့ officer အခြား classes တွေအတွက် device တွေစောက်ပေးရတဲ့လုံးဝ Sigma မျိုးတွေပဲကောင်းတယ် Sapper ပြီးတော့ musicians Wait find this စေးကြောင်မတက်ပဲဒါကလည်းလုံးလို့ရတယ်ဒါပဲအကြောင်းတစ်စက်မှနားမလည်လို့ face လုပ်လို့ရတယ်ဒါပဲအကြောင်းဘာနားလဲဆရာလူတွေဒီလိုလေးလောက်ဝါကတ်တိုင်ကိုထုတ်ပြီးပြရတာမကြိုက်ဘူးဆိုတဲ့ပုံမှုပါနဲ့ဒီမှာကိုမကြိုက်တဲ့လူမျိုးကိုမရေးပဲနေလို့ရတယ် game mode က objective နဲ့ ls ဆိုပြီးနှစ်မျိုးရှိရယ် yes ဟိုက game mode လည်းရှိရယ် but we don't talk about objective mode က left for တက်လို့ပဲ objective တွေလုပ်ပြီးတော့ဇိုးကြီးမရှိတဲ့ပေးလို့ရပြီး ls ကတော့ဝယ်နေမယ်တိုင်းပဲအဆုံးမရှိလာနေတဲ့ဇိုးကြီးအုပ်ကြီးကိုခုခံပြီးအရှုံးပေးဖို့ကိုခေါင်းပေါက်ပြီးငင်းဆန်နေတဲ့ game mode ဟောလာသူ့လိုပေါ့ကျမလာတဲ့သူမကိုခေါင်းပေါက်ပြီးထိုင်ဆောင် left for dead ကိုမှမတူတဲ့ experience အတင်းနဲ့ refresh ဖြစ်စောကြည့်ရှင်းနေဆိုတော့ဒီ game ကိုဆက်ပြီးစောကြည့်ကြပါမယ်ဗီဒီယိုလေးကိုအဆုံးလေးကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်ဒီလို content ထပ်ပြီးတော့ကြည့်ရှင်နေဆိုတော့ like subscribe လုပ်ပြီးကွင်းနေပေးကြပါဦးဘော်ဒါတို့ review လုပ်စီရှင်တဲ့ Roblox game တွေလည်း comment ထဲမှာမှတ်ထားပေးပါဦး Okay, as I see you in the next video. Choose.